ငါဆေးတောက်ဖို့လိုနေပြီလားတဲ့မနေ့ကမိုးဖွဲရွာတော့အေးနဲ့ကွမ်းရမြည်ရတာမလိုက်ဖက်ဘူးလေအဲ့ဒါနဲ့ဒီနေ့ပဲကူးရောက်တော့ပဲဟင်းစားလိုက်တာအပူလောင်ပြီးရှာချက်သွားလို့ရန်ကုန်တပတ်လမ်းလျှောက်ရတော့မလို့ဖြစ်သွားတဲ့အခါတင်းချထိုင်တွက်လိုက်တာဟယ်လင်ကဲလာရဲ့သုံးတဲ့စစ်စီးဆိုတဲ့အဲဆယ်တပုတ်လုံးကိုအလွတ်ရသွားလို့ကာယလေးကျင့်ငန်းလုပ်တဲ့အနေနဲ့အိမ်သာသွားတက်တာတစ်မျိုးလုံးချက်ချင်းနေတာသွားလို့အဝတ်ပြေးရောက်ကြတယ်ဒီလိုနဲ့ချစ်သူစီစာထိုင်ဖို့တော့ကတ်ဆုံးရွက်ဟင်းချိုကိုစီနဲ့ကြော်ပြီးမန္တလေးကဓာတ်တိုင်ပုတ်ပိုးကောင်တက်လို့ဓာတ်တိုင်အေးပတ်သွားလို့ဆိုပြီးသတင်းကြရတော့ဘူးတီတောက်ဆန်းဆိုတာစက်သားနဲ့အလိုက်ဖက်ဆုံးမှုမော်တော်ကားရည်နဲ့သွားတာအိမ်ကစားပလင်းလဲမှောက်သွားရောချစ်သူကလည်းကိုနေရာမှာအခြားတစ်ယောက်အစားထိုးသွားတော့တာပဲအဲ့ဒီအချိန်မှာပဲအတီးစားခြင်းလို့ကိုပင်ကိုစိုက်စားမယ်ဆိုပြီးဓာတ်စီသွားဝယ်တာကြားဖွင့်ပြီးကနေလူတစ်ယောက်ကိုအဲ့ရကမထသေးလို့ဆိုပြီးရေသွားတောက်လိုက်တာဖျောင်းတိုင်မီးလင်းလာတော့တစ်ပင်ပေါ်အိတ်နေတဲ့ခွေးကြီးသွားကျိုးသွားပါလေရောအဲ့ဒါကြောင့်တချင်းလေးနားထောင်နေတော့ပြုံးဆိုစက်ကူတရွက်ပြုတ်ကျလာတဲ့အခါပင်လယ်စာမစားတော့ပဲခောက်ဆွဲဖက်ကိုရေလောင်းချလိုက်ပြီးကြွေကျလာတဲ့အုံသီးကိုမြေကြီးပေါ်ကင်ပေါက်လိုက်တော့ထွက်လာတဲ့အတန်ကဘူးခနဲ